ဒီ uric acid တွေရဲ့အနေထားကိုဟိုပါမောက္ခအုတ်ချစ်ဆိုဆရာကြီးရဲ့စာအုပ်ကိုဖတ်ပြထားတာရှိတယ်။သမီးဖတ်ပြထားတာ။ဟုတ်သမီးပြောချင်းမဟုတ်ဘူး။ဆရာကြီးရေးထားတဲ့စာအုပ်ကဟာဖတ်ပြထားတာ။ဘဲကြောက်ဆိုတော့အန်ဒီအခုဟိုခုနအန်ဒီပြောတဲ့ရသမီးကတွေးလိုက်ပြီ။အန်ဒီအဲ့တွေးကျဲစီဘာစညာစီစားတယ်ဆိုတဲ့ဟာဒီမှာအဲ့ဒီဟာတွေစားလာတဲ့လူတွေကဘာဖြစ်လာတယ်ဆိုတော့အဆစ်တွေကြောက်ကတ်တွေမှာ uric acid တွေတော့ပုံတက်တယ်ကြောက်ကတ်မှာ uric acid တွေ့ပြီဆိုရင်အဆစ်နာတာတွေပြဿနာတွေလာတော့မယ်နောက်ဆက်တွဲရနာပြီဆိုရင်uric acid တွေပြုံလာလို့ရှိရင်တချို့ဆိုမိုးကမအေးသေးဘူးသူတို့ကကြိုက်နေပြီဒီလိုတွေလည်းတွေ့တတ်တယ်အန်ဒီကကြိုက်လာအဲ့ဒါပေါ့အန်ဒီကအခုအဲ့ဟိုနည်းပေါ့ခောက်ဆေးတောင်းနေတယ်ပေါ့အန်ဒီကခောက်စင်တီရှိတယ်အဲ့ uric acid တွေအဲ့ uric acid အန်ဒီမထုတ်ရင်အန်ဒီစေးစားတယ်ဆိုပါတော့ရလက်ကရှိမရဘူးပေါ့စားနေရအဆရာဝန်က3လစားခိုင်းတာရလက်ကရှိမရဘူးခုနကတော့ပြောတယ်တပြည့်ဗီဒီယိုဟိုအောက်မှာလေရှေ့ပိုင်းတော့ဒီပြ knowledge ပဲပေးတယ်အဲ့လိုလူနာနဲ့ဒီလိုလူနာရဲ့လို့တော့မဟုတ်ပါဘူးเนาะဆေးစစ်လာတဲ့သူတွေနဲ့ဆက်ဆက်ပြီးတော့ဟာတွေတိတ်မတင်ပြဘူးဟိုရင်ပိုင်းကလေဟိုရင်ပိုင်း knowledge တွေပဲပေးဖြစ်တာပေါ့နော်ဥနောက်ပိုင်းကျတော့ဘာလဲဆိုတော့လူတွေလည်းဘ ഹു တုတရအောင်လာတဲ့သူတွေလိုအပ်တဲ့သူတွေအတွက်အဆင်ပြေအောင်ဆိုပြီးဒီလိုလေးတင်ပြသွားတယ်ရှေ့ပိုင်းဒီမှာကျတော့အဲ့ဒီပမောက္ခဆရာကြီးပြောထားတဲ့အစာအုပ်ကလေးတွေကို sharing လုပ်ထားတာရှိတယ်အခုအဲ့ဒီ uric acid ဖြစ်တဲ့လူတွေ acid တွေကြိုက်တဲ့လူတွေနာတဲ့သူတွေတော်တော်များများဒီကြည့်လိုက်ရင်တို့ကဘာလဲပေးအဲ့လိုဆေးတွေစားတာဒီမှာတော့ဟိုမဖြစ်ချင်လို့เนาะဆိုတော့အဲ့ဆေးတွေစားလိုက်တဲ့အခါကျတော့ဘာလို့အဲ့ဆေးတွေရဲ့ side effect အမှလာဆိုပြီးပြောပုံတာနော်ဟိုတချို့နေရာတွေမှာကျတော့ရှိတယ်marketing သဘောနဲ့ပြောလိုက်တဲ့လူတွေရဲ့ဟာတွေနဲ့လူတွေကဟိုလမ်းကြောင်းတွေလွဲပြီးတော့ရှောက်ပြီးတော့ရဲရဲတင်းတင်းတွေလုပ်တဲ့အခါကျရင်ရဲရဲတင်းတင်းဖြစ်ရင်ခံစားနောက်ဆုံးတော့ကြောက်ကက်နဲ့ထိကြတာများလေအဲ့လေးဂရုစိုက်ပြီနော်အဲ့ဒါပြီးရင်အန်ဒီကိုတီးတန့်အလွတ်သဘောလေးဆွေးနွေးပေးမယ်ဒီဗီဒီယိုထဲမှာမပြောတော့နော်တီးတန့်ဆွေးနွေးပေးမယ်ပြောလို့ဟိုပါပေါ့မတင်တော်တာလေးလည်းပါလို့နော်အဲ့ဒါလေးကြာတော့အဲ့ဒီအယူတွေအကုန်ကြိုက်တာအဲ့ဒီကြိုက်ပြီးဆိုဦးစင်ကိုနှမ်းလန်းပြီးတော့ပြောဦးစင်တပည့်တော့ဘလို့ဖြစ်နေပြီဒီနေ့တော့မိုးတွေကတအားအေးတယ်တပည့်တော့မခံနိုင်တော့ဘူးဆိုအဲ့လိုတိတ်ခုနကတည်းကကွက်တီပေါ့မိုးကမလာသေးဘူးဒီလက္ခဏာလာပြတယ်အဲ့လက္ခဏာလာပြပြီဆိုအန်ဒီတို့ဘေးတင်လိုပဲလေမိုးရွာတော့မယ်အေးတော့မယ်တန်းတာပြောလိုက်ဟုတ်တယ်နော်အဲ့ဒါဒီလက္ခဏာအနေအဲ့ကြောက်ကက uric acid ကိုအန်ဒီဒီမှာတပည့်လက်ဖက်ဆေးလက်ဖက်ကြောင့်လည်းချလို့ရတယ်နော်ဂျာလက်တွေအရန်ကောင်းတယ်နော်တစ်ချက်ပြောပြနော်